တဲ့မျိုးပြလူနေမှုစနစ်မှာစီမျိုးရင်နေအမိသေးတဲ့ခေတ်တစ်ခုဆုံးထိရောက်ဖို့ကိုကြိုးစားနေသူမှာယူသားရဲ့ခြေလက်ကအမေအင်္ဂလိပ်ကြောင့်တွေးမိနေတော့မြေရောက်ကအိမ်မဲရင်ကျွန်တော်လုံးလုံးငိုချင်တယ်အိမ်ပြန်ချင်တယ်